ကဲဒီနေ့မှာတော့ဂျပန်ကုမ္ပဏီတွေမှာလေ3နှစ်နဲ့အထက်တောင်းဝန်ထမ်းဆောင်ထားတဲ့သူတွေအလုပ်ထွက်တော့မယ်3နှစ်ပြည့်လို့ထွက်တော့မယ်ဆိုလို့ရှိရင်အလုပ်ထွက်တဲ့ထောက်ပံ့ကြီးတွေရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ဗီဒီယိုကိုအဆုံးကြည့်ပါပေါ့နော်ကိုကဂျပန်မှာဗလဲတောင်းဝန်ထမ်းဆောင်ထားတဲ့အလုပ်3နှစ်ရှိပြီ3နှစ်ရှိအလုပ်ထွက်ရင်ထောက်ပံ့ကြီးတွေယူလို့ရပါတယ်ယူလို့ရလားဆိုတာနဲ့ပတ်သက်ပြီးတော့ပြပေးသွားပါမယ်အဲ့တော့ဗီဒီယိုအဆုံးကြည့်လို့ရှိရင်အကျိုးမြုပ်ပါဘူးပေါ့နော်ကဲအဲ့တော့လေဒီနေ့ပေါ့နော်ကိုကတော့အခုကိုလုံနေတဲ့ကုမ္ပဏီမှာဒီလာမဲ့ဒီနှစ်ထဲမှာပေါ့နော်ဒီနှစ်ဒီကိုတတ်မှတ်ထားလိုက်ပါဆိုလို့ရှိရင်3နှစ်ပြည့်ပါပေါ့နော်အဲ့လို3နှစ်ပြည့်မှာအဲ့တော့ကိုကအခုထွက်တော့မှာဖြစ်ပါတယ်အလုပ်ထွက်တော့မှာဆိုတော့ကိုအမှန်တမ်းပြောလို့ရှိရင်အလုပ်ထွက်ရင်ထောက်ပံ့ကြီးရတယ်ဆိုတာလုံးဝမသိပါဘူးသိလားတကယ်လုံးဝမသိပါဘူးအဲ့ဒါအမှန်တမ်းပြောတာပေါ့နော်အဲ့တော့မသိဘယ်လောက်တောင်စိုးလဲဆိုနားထောင်နော်အဲ့တော့ကျမကဒီ3နှစ်ပြည့်တော့မှာဆိုတော့အကျိုးပြီးပြောတာပေါ့နော်ဘာလို့ဆိုဝန်ထမ်းအင်အားဒီမှာမလုံလောက်ဘူးလေအဲ့တော့ကိုကကုမ္ပဏီကိုလည်းကိုကဒီငယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုပြီးတော့စောလေးပြောလိုက်တာပေါ့နော်အလုပ်ထွက်တော့မယ်အကြောင်းဒါပေမဲ့အလုပ်ကျမကအလုပ်မထွက်တရပေါ့နော်ဒီကိုကတရားဝင်ချမပြောသေးဘူးဆိုပေမဲ့ဒီကြားထဲမှာကိုကလာတဲ့ချိန်မှာကြားထဲမှာခူမီယာအခန့်ရှိတယ်ခူမီယာအခန့်ရှိတော့ကြတော့ကိုထွက်တော့မယ်ဆိုတဲ့အကြောင်းကိုခူမီယာယူကကိုပြီးခဲ့တဲ့လအစတဲ့ကျမပြောပြီးသွားပြီပေါ့နော်ဒါပေမဲ့အခုကကြတော့ဒီတထေးဒီအလုပ်ကဒီဂျီမူရှော့ထိုက်ရိုက်ပြောရတာပေါ့နော်ဒီနေ့ကကြတော့ပြောကိုယ်တော့ပြောရတာနဲ့အချိန်ကြောင်းမှာဒီဟာနဲ့ပတ်သက်ပြီးအလုပ်ထွက်ရင်ထောက်ပံ့ရရနဲ့ပတ်သက်ပြီးခုမှသိလာတာပေါ့နော်အဲ့တော့ကိုယ်တိုင်ဒီနေ့တော့ပြောတယ်တော့ပြောတဲ့အချိန်မှာနည်းနည်းတော့စိတ်လှုပ်ရှားတာပေါ့နော်စိတ်လှုပ်ရှားတယ်ဆိုတော့အားနာတယ်နော်ကိုကဆိုကိုက3နှစ်ထိလှုပ်ခဲ့တာဆိုတိုင်ရုံးစင်တွေလည်းရှိတယ်အဲ့တော့ပြမယ်နော်အဲ့တော့ကိုကသွားပြီးတော့သူ့ကိုတော့ပြောတယ်ပေါ့နော်私は今年で8月ゲソマスを持っての退職させていただきますとかပြောလိုက်တယ်နော်退職させていただきますဆိုတာပေါ့အလုံးနှုတ်ထွက်ခွင့်ပြုပါအလုံးထွက်ခွင့်ပြုပါဆိုပြီးတော့ပြောလိုက်တာပေါ့နော်အဲ့လိုပြောလိုက်တဲ့အချိန်မှာသူကကိုယ်တို့ညွှန်ထိုင်ပြီးတော့ကြည့်ပြီးတော့ကိုကလည်းမျက်နှာပူတာပေါ့နော်မျက်နှာတော့ပူတယ်ဒါကိုကွန်တာအခုတိုက်ရိုက်ပြောပြီးပေါ့နော်အကြီးဆုံးပြောတာဆိုတော့သူကကိုထိုင်ပြီးတော့ကြည့်ပြီးတော့အဲ့ဆိုရင်ねဘာလုပ်မှလဲတဲ့တရားရင်ထွက်ဘယ်သွားမှလဲတဲ့ဘယ်သွားမှလဲပြောသွားမယ်မျိုးကိုပြောလိုက်တယ်ပြောပြီးတော့ဘာလုပ်မှလဲဆိုတော့ကိုလုံးမဲ့လုပ်ကိုပြောလိုက်တဲ့အချိန်မှာတော့ကို6တယ်ဆိုတာမပြောင်းစေချင်လို့ပေါ့နော်အရန်ပြမန်းနေနော်အဲ့ဒီအလုပ်ရဲ့ကြုံလာရမဲ့ဘယ်လိုပြောမလဲအခက်အခဲတွေစိတ်ဖိစီးမှုတွေကိုပြောပြတာပေါ့နော်ပြောရတယ်ငါအကောင်းဆုံးလုပ်မယ်ငါစူးစမ်းမယ်ဒါပဲလို့ဆိုတော့ဒီအလုပ်မှာငါအရန်ပြမန်းနေလို့ဘာဖြစ်လို့ထွက်တာလဲတဲ့တော့မေးဘာလို့ထွက်တာလဲလဲမေးဆိုတော့ငါရဲ့ခန္ဓာကိုယ်မူတည်ဖြစ်လာလို့ပေါ့နော်အရန်ကြီးမနိုင်တော့လို့ပေါ့နော်ငါအရန်ပြမန်းလာလို့ခါးရီလည်းနာတယ်ဒီလိုမျိုးပေါ့ခန္ဓာကိုယ်ကအရန်ကြီးပြမန်းလာတာမလို့တခြားလုပ်ဒီလုံးနဲ့မတူတဲ့တခြားလုပ်ပြောင်းမှာလို့ပြောလိုက်တာအဲ့ဒါဆိုရင်ねတော့ကိုပြောပါနော်ဟုတ်ပြီတဲ့ဒီလုံးလုံးသူဆုံးဖြတ်တယ်ပြပါနော်ဆုံးဖြတ်ပြီးဆိုလို့ရှိရင်ね退職金နဲ့ဆိုတဲ့ことはしてますかလဲဆိုကိုမေးတယ်退職金တကယ်အမှန်တော့စကားအဲ့ဒီခိုးလို့ပါကိုလုံးဝမသိ退職ဆိုတာကိုကအဲ့ဒီ退職ဆိုတာသိတယ်အလုံးနှုတ်ထွက်တယ်ဆိုတာသိတယ်ဒါပေမဲ့သူက退職金についてしてますかဆိုတော့ကိုကနည်းနည်းခေါင်းနည်းနည်းသိရမလားကိုမရဘူးဆိုပေမဲ့သိဆိုရင်ကိုကနည်းနည်းစဉ်းစားတတ်တဲ့အချင်းရှိတယ်ကွာဘာလို့ဆိုတော့သူ退職金ကိုသူသိလားလို့မေးတဲ့အချိန်မှာကိုက退職ဆိုအလုပ်ထွက်တာကွာသူကနောက်ကနေသူ退職金လို့ပြောလိုက်မှာ金ဆိုတာပတ်စံငွေနဲ့ပတ်သက်တယ်ဆိုတော့အလုပ်ထွက်တဲ့ပတ်စံနဲ့အလုပ်ထွက်တာနဲ့ပတ်သက်ရမယ့်ပတ်စံကိုသူပြောတာပဲဆိုတော့ကွာသိတယ်လို့ကွာရုပ်တည်နဲ့ကွာချလိုက်တာကွာသိတယ်လို့ပြောဟုတ်ပြီတဲ့သိရဆိုရင်လည်းအဲ့ဒါနဲ့ပတ်သက်ပြီးရှင်းပြမယ်တဲ့ဆိုတော့退職金လို့ခေါ်တယ်ဒီမှာဒီကိုတော့ကိုအခုမှဟိုသိလို့နော်退職金ဆိုတာကဒီအလုံးနှုတ်ထွက်လာတဲ့ပတ်သက်ပြီးတော့ရတဲ့ထောက်ပံ့ကြီးပေါ့နော်အဲ့ဒီမှာသူကသူ့ဆောင်ကြီးယူချလာတယ်ယူချလာပြီးတော့မှသူ့ဆောင်ရည်လံပြတယ်သူတို့ရဲ့ဒီဗာလဲသူတို့ရဲ့ရူပေါ့နော်သူတို့ရဲ့စီကုမ္ပဏီတစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်သူ့ဆောင်ကိုပြတယ်အဲ့မှာ3နှစ်အကျော်ပေါ့နော်3နှစ်အကျော်ဖြစ်မှုရှိမှしたからပေါ့နော်ဘယ်လောက်ရမယ်ဆိုတာ3နှစ်ဆိုတာဒီ3နှစ်နဲ့အထက်သူ့ရဲ့ဇာတ်ကွက်ဆွဲထားတယ်ကွာဒီမှာ3နှစ်ဒီဝန်ထမ်းတယောက်ကဒီကုမ္ပဏီမှာ3နှစ်နဲ့အထက်လုပ်လို့ရှိရင်ထွက်လုပ်ပြီးတော့မှထွက်တယ်ဆိုရင်ဘယ်လောက်ထောက်ပံ့နေဘယ်လောက်ပြီးမှရေးထားတယ်4နှစ်နဲ့အထက်5နှစ်နဲ့အထက်ဆိုပြီးရှိတယ်3နှစ်ကစတယ်အနေဆုံးက3နှစ်ကစတယ်အဲ့ချိန်မှာသူကကိုပြတယ်3နှစ်နဲ့အထက်ဆိုရင်ဘယ်လောက်ရတယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုတွက်လဲဆိုတာဆိုတော့ကဏ္ဍပေါင်းစံနဲ့ကိုတွက်ပြပါတယ်ကိုရဲ့အဲ့ဒီဟိုဟာကပေါ့နော်ကိုရဲ့ဒီတည်းကအရန်ကောင်းတယ်ပေါ့နော်ဒီအောက်ကဒီဥစားပေါ့ဂျီမီရှိုးကအရန်ကောင်းတယ်အဲ့တော့တွက်ပြတယ်ဘယ်လိုတွက်ရတာလဲဆိုတော့ကိုရဲ့ပေါ့နော်ဒီခီဟွန်းကျူလို့ခေါ်တဲ့ဒီကိုယ့်အခြေခံလာစာသူကကိုယ့်ရဲ့အခြေခံလာစာကိုဒီ3နှစ်မှာလုပ်ခဲ့တဲ့ရက်ပေါင်းနဲ့သူရတဲ့ရန်အရေးတွန်းနဲ့သူကမြှောက်လိုက်တာမြှောက်ပြီးတော့မှမြှောက်တဲ့အချိန်မှာဘယ်လောက်ထွက်လာလဲဆိုတော့ကျွန်တော်ပြပြမယ်သူကမြှောက်တဲ့အချိန်မှာရန်လေ42,000ထွက်လာတယ်ကွာရန်42,000ထွက်လာကိုကအဲ့ခဏပေးအောင်လို့ကဏ္ဍပေါက်ဆက်ပေးလို့ဆိုပြီးတော့ကိုကဟိုမကြောက်အဲ့လိုကြောက်ကောမကြောက်တော့ဘူးနော်ကဏ္ဍပေါက်ဆက်ပေးပါအောင်လို့ပေးပြီးတော့အဲ့ကဏ္ဍပေါက်ဆက်မှာကိုကရေးရခု10ရတော့ကြောင်းလားအဲ့နဲ့ယွန်ဂျူနီမန်ယန်42,000ဆိုတော့42,000ဆိုဒါပေမဲ့ခဏနေအောင်သူပြောတယ်ခဏနေအောင်ဒီ42,000ထွက်တယ်သူတို့ရဲ့ကုမ္ပဏီမှာဒါကုမ္ပဏီတိုင်းမှာရှိရတယ်ပေါ့နော်စီမင်းစီကန်ရှိတယ်အဲ့ဒါဘာလဲဆိုတော့
ထွက်လာတာ42တောင်းအဲ့ဒီ42တောင်းကဘယ်လိုမျိုးမှရလာလဲဆိုသူကတည်မှာ star ပြလာတယ် chance ပြလာတယ်ပြထားတာဘယ်လိုလဲဆိုတော့ကိုကဒီအလုပ်ကို3နှစ်လုပ်ပြီးပါတယ်3နှစ်နဲ့ထပ်မှာကိုကယောဂီထားဖြစ်တယ်ယောဂဖြစ်တယ်ဒီအလုပ်ကိုဆက်မလုပ်နိုင်တော့ဘူးကိုကဘလို့မှလုပ်လို့မရနိုင်တော့ဘူးယောဂအခြေအနေကြောင့်ကိုယ့်ရဲ့ကျန်းမာရေးရှင်နေကြောင့်ပြောမှဆိုကမြန်မာဆိုစေးပင်စင်လို့ပေါ့နော်ဒီလောက်ဆက်လုပ်လို့မရတာဝန်ထမ်းဆောင်လို့မရပင်စင်စားလိုက်တာမျိုးပေါ့အဲ့လိုမျိုးဆိုရင် तू ကအဲ့လိုမျိုးကိုကလုံးလုံးမရတော့လို့ခန္ဓာကိုယ်ကဘလုံးမရတော့ယောဂအခြေအနေကြီးကြီးမားမားဆိုးရွားတဲ့အကြောင်းကုမ္ပဏီကရက်နာရခိုင်းတယ်မင်းအလုပ်နာတော့မင်းလုံးဝမနိုင်တော့မင်းဒီလိုမလုပ်နိုင်နဲ့ကုမ္ပဏီကနားခိုင်းတာမျိုးဆိုရင်အဲ့ဒီ42တောင်းလုံးအပြည့်ရတယ်ဒါပေမဲ့ကိုကကြတော့အခုကကိုယ့်ရဲ့စိတ်စပေါ်အဆက်နဲ့အလျောက်ကိုကလုံနိုင်ကိုင်းနိုင်တဲ့လူလေးနော်ဘာယောဂမှလည်းမရှိရသူဒါကိုကတခြားလို့ပြောင်းလာမျိုးတခြားဟိုကဖြစ်တာမျိုးဖြစ်တဲ့တောင်မို့လို့ तू ကအမှ letting go ဆိုပြီးတော့မှ तू ကစားလိုက်တာနော် 0.5 နဲ့ तू ကအဲ့ဒီမှာလုတ်ပြတယ်ကိုတရားလုတ်ပြတယ်အဲ့ဒီမှာစားလိုက်တဲ့အချိန်မှာဆောနာက42တောင်းဆိုတော့ तू ကတော်ဝတ်ဆိုတော့ဟန်ဘွန်းဆိုတော့22မှာ1တောင်းပေါ့နော်ရမှာတဲ့မင်း22တောင်းရမှာပေါ့နော်အဲ့လိုပြောအဲ့ဒါကိုရမှာလားလို့ကိုမေးရပါတော့မေးရမှာဆိုဟုတ်တယ်တဲ့22တောင်းပြမယ်ပေါ့နော်တပြပြရတယ်ပြတော့ကိုကလည်းပျော်သွားတာပေါ့နော်အလုပ်ထွက်တာဆိုမှအားလာတယ်ဆိုမှလည်းပတ်စံအလုပ်ထွက်ပတ်စံညာလိုတယ်လीနော်လိုရစကြတော့23တောင်းဆိုလည်းမနေအဲ့သူကထက်ရေးပဲ22တောင်းဘယ်တော့ရမှာလဲလို့ကိုမေးလိုက်တာဘယ်တော့ရမှာလဲဆိုတော့ဒီကိုအလုပ်ထွက်ပြီးတော့ဥပမာကိုကဒီဥပမာ9လပိုင်း31ရက်နေ့ဆိုရင်ကိုအလုပ်ကပြီးပြီဆိုလို့ရှိရင်ဒီ4လပိုင်းလှုပ်ထွက်ပြီးတစ်လအတွင်းသူကအဲ့ပတ်စံအောင်ကိုယ့်ရဲ့ဘဏ်အကောင့်နဲ့လွှဲပြီးမှာတဲ့ဒီ21တောင်းလုံးပေါ့နော်လွှဲပြီးမှာလို့ပြောပြီးမှာကိုကဆိုကျေးဇူးတင်တာပေါ့နော်အဲ့လိုမျိုးအကြမ်းမကွာတည်တယ်တည်ပြီးတော့မှဒီအခုကို TikTok တွေမှာ YouTube မှာရိုက်ရှာတယ်ပေါ့နော်တချို့တိတ်မတွေးမိဘူးအဲ့လိုမျိုးလေးထိုင်းရှုပ်ကူခင်းနဲ့ပတ်သက်ပြီးတော့ကိုအကြောင်းတွေမသိတော့ကြတော့အဲ့ဒါတကယ်မသိခိုးတော့ကတော့ကိုမသိထိုင်းရှုပ်ကူခင်းဆိုတဲ့ခိုးတော့ကတော့မသိအဲ့ချိန်မှာသူကကိုထပ်ပြီးတော့တင်ပြပေးတယ်တင်ပြပေးဆိုပါလဲပေါ့ကိုနောက်တစ်ခုဝင်မယ်ပေါ့နော်နောက်တစ်ခိုင်ရှာဒီကုမ္ပဏီမှာဝင်မယ်ဆိုလို့ရှိရင်ထိုင်းရှုပ်ကူခင်းကအဒီမတ်စကားလို့မေးတဲ့ပေါ့နော်တချို့ကြတော့ဒီ squad လောက်တစ်ခုလုပ်မယ်ဆိုရင် KR ကူစာချုပ်ချုပ်ရတဲ့ချိန်ကျအဲ့ကိုအဲ့စာချုပ်ထဲမှာပေါ့နော်ထိုင်းရှုပ်ကူခင်းကအာရီနာရှိဆိုပြီးရှိတယ်အဲ့တော့အာရီဆိုတဲ့ဟာဝိုင်းနာတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်တချို့ကုမ္ပဏီကမရှိတဲ့ကုမ္ပဏီတွေလည်းထိုင်းရှုပ်ကူခင်းမလုပ်ပေးတဲ့ကုမ္ပဏီတွေအများကြီးရှိတယ်တဲ့သူကပြောတာအဲ့တော့ကိုကကန်ကောင်းရတာပေါ့နော်အဲ့တော့ဒါကုမ္ပဏီကြီးတွေပေါ့နော်တခုနဲ့တခုမတူဘူးအဲ့တော့ထိုင်းရှုပ်ကူခင်းပေးတဲ့ကုမ္ပဏီရှိတယ်သူလို့မပေးတဲ့ကုမ္ပဏီလည်းရှိတယ်အဲ့တော့မပေးတဲ့ကုမ္ပဏီလည်းအများကြီးရှိပါတယ်ပေးတဲ့ကုမ္ပဏီလည်းအများကြီးရှိပါတယ်အဲ့တော့ကိုကအလုပ်တစ်ခုနောက်တစ်ခုအလုပ်လုပ်မယ်ဆိုလို့ရင်ထိုင်းရှုပ်ကူခင်းကရှိလားမရှိလားကိုမေးတဲ့အဲ့လိုမျိုးနဲ့ပြောပြရတယ်ပေါ့နော်အဲ့လည်းပြပါတယ်ပြီးတော့ဒီကြားထဲမှာပေါ့နော်ကိုကဘိုးဘွားတွေကိုလောက်ရတယ်ဟိုဘက်ဒီဘက်ရွှေ့ရတာပင်မလို့ခါးတွေလည်းနာလို့ကိုကအလုပ်ထွက်တယ်ဆိုတော့ကိုရဲ့ယာဒီခတာမှားနေလို့နေမှာလုံပုံလုံနီမှားတာရွှေ့တာလုံပုံလုံနီရှိတယ်ပေါ့နော်သူတို့တင်ရတယ်ပေါ့အဲ့ဒါမှားနေလို့နေမှာအဲ့တော့တေးစီစာလေးလုတ်ကြည့်ပေါ့နော်ဒီကြားထဲမှာလုတ်ကြည့်လို့ခါနာနေတက်တာဟိုနေဟိုပေါ့နော်နေအဲ့ဒါထိုင်ရအဆင်ပြေတယ်ဆိုလို့ရှိရင်မထွက်နဲ့ဒီကြားထဲမှာလည်းစဉ်းစားအောင်ပေါ့နော်ဒါမဟုတ်ဘူးလို့ထွက်တော့မှလို့ပဲကိုကပြောလိုက်တယ်ပေါ့နော်ဆက်ပြီးတော့တေးချာချာပဲဘယ်နေ့ပဲချိန်မှာထွက်မယ်အဲ့တော့ကိုရဲ့ UQ ဘယ်လောက်ကြံသေးလဲတဲ့သူကမေးတယ်အဲ့ဒီကိုအခုသူဆင်းရမယ့်ရက်မှာဒီ3နှစ်အတိတင်းပြေးတဲ့အချိန်မှာ UQ ကိုသူနှုတ်မယ်ပေါ့နော်နှုတ်ပြီးအဲ့ဒီရက်မှာထွက်မယ်ပေါ့နော်ပြီးသူကကိုထောင်းနဲ့ထက်6သေးတယ်ပေါ့နော်စာရစာတန်းနေအခုနေနဲ့ပတ်သက်ပြီးအများကြီးအချိန်တောင်းတွေလောက်ရမှာနော်ဟိုဘက်ဒီဘက်တွေရှိမှာအရင်အခက်တယ်နော်အရင်လှုပ်တွေရှုပ်တယ်နော်ဘာနဲ့ရတယ်လို့ကိုကခက်နေပဲရတယ်ပဲလုံးဝတပြားမှမရှုပ်ဘူးပေါ့နော်ဒါမှစိတ်တော့မကောင်းပါဘူးစိတ်တော့မကောင်းဆိုတာကဟိုဗလဲအရင်လည်းကောင်းခဲ့တယ်ပေါ့နော်အကုန်လုံးကလည်းကောင်းခဲ့တယ်ဒီမှာအစစရလည်းအကုန်ဆင်ပြီးခဲ့တယ်ကိုအရင်ပင်ပန်းလို့သာထွက်လိုက်ရအဲ့တော့အဓိကပြောချင်တာကတော့ဒီအလုပ်ထွက်တော့မယ်ဆိုလို့ရှိရင်ကိုလည်းခုမှတီးလို့အမှန်တော့စကားအခုမှတီးရတဲ့လူမဟုတ်ခိုးတော့ကတော့မတီးရတဲ့လူတယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့အခုမှထိုင်ရှော့ကုကင်းကိုလည်းခေါင်းနဲ့ဟိုဒါမတီးဘူးလို့မပြောဘဲနဲ့တီးရလို့ပြောလိုက်တယ်ဟိုထိုင်ရှော့ကုကင်းဆိုတော့ခင်းဆိုတော့ပတ်စံဒါအလုပ်ထွက်တာနဲ့ပြတာပြီးရမယ်ပတ်စံမယ်နေမဆိုပြီးတော့ကိုကတီးရဆိုပြီးရွှေ့ချလိုက်တာရွှေ့ချပြီးမှသူကရှင်းပြတယ်သူအကုန်လုံးရှင်းပြတယ်အကြာကြီးပဲသူနဲ့စကားပြောနေတာခိုင်းနေမှာလေအကြာကြီးပြတေးချာစိတ်ချလက်ချင်းတော့ရှင်းပြတယ်ပြောမထွက်ဖို့လည်းသူကိုဆွဲတယ်ဒါမှမဟုတ်ကိုလည်းထွက်မှာပေါ့နော်အကြောင်းမလို့အလုပ်ကုမ္ပဏီဂျပန်ကုမ္ပဏီမှာခိုင်းရှာရဲ့ဘက်မှာကိုက3နှစ်နဲ့အထက်လုပ်ထားတယ်ဆိုလို့ရှိရင်ဒီထိုင်ရှော့ကုခင်းကဒီမတ်စကားလို့မေးလုပ်ပြီးအခုမှဆိုဒါပေမဲ့အခုမှအလုပ်ဆောက်လုပ်မဲ့သူအလုပ်အသစ်အဆုံးမှဆောက်ဝင်မဲ့ရေရှည်လုပ်ဖို့ဒီလုံးမှာစဉ်းစားထားတဲ့ခေရောက်ခုနဲ့လုပ်နေဆိုလို့ရှင်လေထိုင်ရှော့ကုခင်းကရှိလားမရှိလားအာရီဒါနာရှိလားဆိုတာစားရစားတဲ့နေမှာကြည်ပါလို့ပြောချင်ပါတယ်အဲ့တော့ဒါကိုယ့်ရဲ့ဘူးတူတာပေါ့နော်ဒါအဆောက်အုံကိုကြုံလို့ရတာပေါ့အဲ့တော့ရှေ့လျှောက်ပြီးတော့လဲကိုလည်းအများကြီးသူတော်ကောင်းနဲ့တွေ့ပါစေလို့ပဲကိုပဲဆုတောင်းပါတယ်လို့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြပြတာပါအဲ့တော့ကိုဗီဒီယိုအဆုံးကြည့်လို့ရှိရင်လည်းနည်းနည်းလေးတော့ပြောင်းမယ်လို့ထင်ပါတယ်ပေါ့နော်အဲ့ဗီဒီယိုနဲ့တိတ်ပြီး sharing ပြန်လုပ်ပေးတဲ့သူတွေတိတ်မတွေ့ဘူးလို့ပေါ့နော်အဲ့ဒါကြောင့်အလုပ်ထွက်တော့မယ်3နှစ်နဲ့အထက်လုပ်ထားတယ်ဆိုလို့ရှိရင် Thai Shop Cooking နဲ့ပတ်သက်ပြီးတော့မေးပါလို့ပြောချင်ပါတယ်ရှင်နော်ကျေးဇူးများတင်ပါတယ်မတ်တန်နေ bye bye